အားလုံးမင်္ဂလာပါကျွန်တော်ဒီ channel 3မှာ live လွှင့်ဖို့အချိန်မရှိတော့လို့ကျွန်တော် one chain site လေးတွေရဲ့ကျွန်တော်အရင်ဆုံးပြပေးမယ်เนาะမြန်မြန်လေးကျွန်တော်ဒီ video တင်ရတာဖြစ်တဲ့အတွက်เนาะအချိန်မီလေးကျွန်တော်ပြပေးမယ်เนาะဒီ9ရဲ့ဒီ8ရဲ့ဒီ4ရဲ့เนาะ9 8 4 3လုံးပေါင်းခြင်းသည်ခွန်ပါဝါ2ခွန်နှစ်သည်အချိန်ဒီမှာခွန်9ထွက်တယ်ဒီခွန်ရဲ့ဒီ9ရဲ့ဒီ3ရဲ့3 5ခွန်3လုံးပေါင်းခြင်းဒီ9ပါဝါ3ည9 3ညချင်းဒီမှာ90လို့ထွက်တယ်ဒီ4ရဲ့ဒီခွန်ရဲ့ဒီ9ရဲ့3လုံးပေါင်းခြင်းဒီ6ပါဝါ1 6တဲ့ချင်းဒီမှာ3 6လို့ထွက်တယ်ဒီခွန်ရဲ့ဒီ9ရဲ့ဒီ3ရဲ့3ခွန်9 3လုံးပေါင်းခြင်းဒီ9ပါဝါ4 9လေးချင်းဒီမှာ4 1လို့ထွက်တယ်အဲ့တော့မနက်ဖြန်ဆိုရင်ကျွန်တော်တို့ဒီ9ရဲ့ဒီ8ရဲ့9နဲ့8နဲ့ပေါင်းတော့3เนาะ3နဲ့4နဲ့ပေါင်းတော့ခွန်ပါဝါ2ခွန်နဲ့အချိန်ကဒီမှာကျွန်တော်2ထွက်တယ်အဲ့တော့မနက်ဖြန်ဆိုဒီ3ရဲ့ဒီ1ရဲ့ဒီ4ရဲ့3လုံးပေါင်းခြင်းဒီ8မနက်ဖြန်အချိန်ဒီ8 3အချိန်တစ်ခုရမယ်ဟုတ်ပြီနော်ပြီးရင်ကျွန်တော်လုံးမိုင်ဆိုင်လေးကျွန်တော်တစ်ချက်ထပ်ပြမယ်နော်လုံးမိုင်ဆိုင်လေးကိုကျွန်တော်တစ်ချက်ထပ်ပြမယ်အဲ့တော့ကျွန်တော်မိတ်ဆွေနဲ့တေချာလေးကျွန်တော်တေချာလေးကြည့်ပေးပါဗျာနော်သူလုံးမိုင်ဆိုင်လေးကဘယ်လိုလာမလဲဆိုတော့ဒီ3ညရဲ့ဒီ9ရဲ့ဒီ9ရဲ့3လုံးပေါင်းခြင်းဒီ9နော်3လုံးဆိုရင်ကျွန်တော်ဒီမှာပဲပြမယ်ဒီ3ညရဲ့ဒီ9ရဲ့ဒီ9ရဲ့3လုံးပေါင်းခြင်းဒီ9အဲ့ဒီ9ဒီ3ညပေါ့နော်3ညဒီလုံးပိုင်းဒီက9 3ညချိန်တယ်ဒီက3ညလုံးပိုင်းနဲ့90လို့ပြီးထွက်တယ်ဟုတ်ပြီကျွန်တော်ဆက်သွားမယ်ဒီ8ရဲ့ဒီ9ရဲ့ဒီ3ညရဲ့8 5 3ည3လုံးပေါင်းခြင်းဒီ3လုံးပိုင်း36 31ဒီမှာ36လို့ပြီးထွက်တယ်ဒီ9ရဲ့ဒီ3ညရဲ့ဒီ6ရဲ့9 3ည6 3လုံးပေါင်းခြင်းဒီ1 9လေးချင်းကို1လုံးပိုင်းနဲ့1 9 1လေးဆိုပြီး4 1လို့ပြီးထွက်တယ်ပြီးရင်ကျွန်တော်ဆက်သွားမယ်ဒီခွန်ရဲ့ဒီ6ရဲ့ဒီ1ရဲ့ခွန်6 1 3လုံးပေါင်းခြင်းဒီ4ခွန်နဲ့အချင်းကို4လုံးပိုင်းနဲ့4ခွန်4နှစ်ဆိုပြီးပြီးထွက်တယ်အဲ့တော့မနက်ဖြန်8 3ချင်းရှိတယ်စက်ကြည့်မယ်ဒီ9ရဲ့ဒီ1ရဲ့ဒီ2ရဲ့9နဲ့1နဲ့ပေါင်းတော့3ည3ညနဲ့2နဲ့ပေါင်းတော့2ဒီလုံးပိုင်းဟုတ်ပြီဒါကလုံးပိုင်းဆိုင်တစ်ဆိုင်ပြီးကျွန်တော်ထပ်ပြမယ်ဟုတ်ပြီနော်ဒီ6ရဲ့ဒီခွန်ရဲ့ဒီ9ရဲ့6ခွန်6နဲ့ခွန်နဲ့ပေါင်းတော့3နဲ့5နဲ့ပေါင်းတော့8ရဲ့ပါဝါဒီ3ဒီမှာ3တလုံးလုံးပိုင်းနော်ဟုတ်ပြီနော်ပြီးရင်ဒီ4ရဲ့ဒီ9ရဲ့ဒီ3ရဲ့4နဲ့9နဲ့ပေါင်းတော့3နဲ့3နဲ့ပေါင်းတော့6ရဲ့ပါဝါ1ဒီလုံးပိုင်းဒီမှာ4 1လို့ဆင်းတယ်ဒီ8ရဲ့ဒီ9ရဲ့ဒီ4ရဲ့8နဲ့9နဲ့ပေါင်းတော့3နဲ့4နဲ့ပေါင်းတော့ခွန်ရဲ့ပါဝါ2ဒီမှာလုံးပိုင်းမနက်ဖြန်ဆိုရင်ဒီ1နဲ့ဒီ9နဲ့နှလုံးပေါင်းခြင်း8ကိုဒီ4နဲ့ပေါင်းတော့2ရဲ့ပါဝါဒီခွန်အဲ့တော့ခွန်လုံးပိုင်းအဲ့တော့ကျွန်တော်တို့ကဒီဘက်မှာအချိန်ရှိတယ်ဆိုတော့ပါရမလဲဆိုမနက်ဖြန်အတွက်ဆိုရင်2 8 2 3ခွန်8ခွန်3ဒါကတစ်ဆိုင်ဟုတ်ပြီနော်အဲ့လေးကတစ်ဆိုင်ရမယ်နော်ဟုတ်ပြီနော်ဒါလေးတစ်ဆိုင်တစ်ဆိုင်မှတ်ထားပါပြီးရင်ကျွန်တော်နောက်တစ်ဆိုင်ထပ်ပြမယ်အချိန်ရတယ်လို့ကျွန်တော်ပြပေးမယ်နော်ချိန်ရတယ်လို့ကျွန်တော်ပြပေးမယ်ပြီးနေတိုင်းအတွက်ကကျွန်တော်ရေးထားပြီးသားပါဗျာနော်နေတိုင်းအတွက်ကကျွန်တော်ရေးထားပြီးသားပါဒီမှာ4နဲ့3မှာ4နဲ့3မှာဟုတ်ပြီနော်ကဲအဲ့တော့ကျွန်တော်တို့နောက်ထပ်ဘာပြမလဲဆိုတော့ထိပ်စီးဆိုင်လေးကျွန်တော်ပြမယ်နော်မနေ့ကကျွန်တော်ပြခဲ့တဲ့ဆိုင်3ည8 5 3လုံးပေါင်းခြင်းသည်3ပါဝါ8 3နှစ်ခန့်5အဲ့ဒါကဘယ်လိုဖြစ်လဲဒီခွန်ရဲ့ဒီ4ရဲ့ဒီခွန်ရဲ့ခွန်4ခွန်3လုံးပေါင်းခြင်း8ကဒီ8လာဖြစ်ပေးတယ်8 5ခွန်3လုံးပေါင်းခြင်း3ညပါဝါ5 3ညနှစ်ခန့်ခွန်
3ည5ခွန်ဖြစ်ဖို့ဆိုရင်ဒီ9ရဲ့ဒီခွန်ရဲ့ဒီ9ရဲ့5ခွန်5 3လုံးပေါင်းခြင်းခွန်ဒီခွန်လာဖြစ်ပေးတယ်5ခွန်6 3လုံးပေါင်းခြင်းဒီ8ရဲ့ပါဝါ3 8နှစ်ခတ်1 8 3 1ဖြစ်ဖို့ဆိုရင်ဒီ9ရဲ့ဒီ9ရဲ့ဒီ9ရဲ့ဒီ3ရဲ့3လုံးပေါင်းခြင်း3ဒီ3လာဖြစ်ပေးတယ်ဟုတ်ပြီနော်အဲ့တော့ဒီခွန်ရဲ့ဒီ9ရဲ့ဒီ4ရဲ့3လုံးပေါင်းခြင်းဒီ3ညပါဝါ5 3ညနှစ်ခတ်ခွန်3ည5ခွန်ဖြစ်ဖို့ဆိုဒီ3ညနဲ့3နဲ့ပေါင်းတော့3ဒီ4နဲ့ပေါင်းတော့ခွန်ဒီခွန်လာဖြစ်ပေးတယ်ဒီ9ရဲ့ဒီ8ရဲ့ဒီ9ရဲ့3လုံးပေါင်းခြင်းဒီ9နဲ့8နဲ့ပေါင်းတော့ခွန်နဲ့9နဲ့ပေါင်းတော့2ရဲ့ပါဝါခွန်2နှစ်ခတ်4နှစ်ခွန်4ဖြစ်ဖို့ဆိုဒီ6ရဲ့ဒီ6ရဲ့ဒီ4ရဲ့ဒီ4ရဲ့ပေါင်းတော့4 3လုံးပေါင်းခြင်း4ရဲ့ဒီ4လာဖြစ်ပေးတယ်အဲ့တော့မနက်ဖြန်အတွက်ထိပ်စီးဆိုရင်ဒီ8နဲ့1နဲ့ပေါင်းတော့9ခွန်နဲ့ပေါင်းတော့6ရဲ့ပါဝါ1 6နှစ်ခတ်ဒီ9 6တက်9ဆိုဒီမှာက1နဲ့4နဲ့နှလုံးပေါင်းခြင်းဒီ9ရှိနေတယ်6ဖြစ်ချင်းကျွန်တော်တို့က1ထည့်ရမယ်ဟုတ်ပြီနော်6ဖြစ်ချင်း1ထည့်ရမယ်9ဖြစ်နေတဲ့အတွက်1ဖြစ်ချင်းကျွန်တော်တို့က6ထည့်ရမယ်9ရှိနေတဲ့အတွက်9ဖြစ်ချင်း4ထည့်ရမယ်အဲ့တော့164ဒီထိပ်စီးဟုတ်ပြီနော်ဒါက164ထိပ်စီးဆိုင်ဟုတ်ပြီကျွန်တော်ဆက်သွားမယ်ကီးဆိုင်လေးကျွန်တော်ထပ်သွားမယ်ဒီ1နဲ့ဒီနဲ့နှလုံးပေါင်းခြင်းဒီ3ပါဝါ8 3နှစ်ခန့်5 3ရှင်းကဒီမှာ3လုံးလာပေးတယ်ဒီ2ရဲ့ဒီခွန်ရဲ့နှလုံးပေါင်းခြင်းဒီ9ပါဝါ4 9နှစ်ခန့်6 9 4 6ကဒီမှာ4လာပေးတယ်ဒီခွန်ရဲ့ဒီ9ရဲ့နှလုံးပေါင်းခြင်းဒီ2ရဲ့ပါဝါခွန်2နှစ်ခန့်4နှစ်ခွန်4ကဒီမှာခွန်တစ်လုံးလာပေးပါတယ်เนาะဒါကီးเนาะဒီ9ရဲ့ဒီ9ရဲ့နှလုံးပေါင်းခြင်းဒီ3ညပါဝါ9 3ညနှစ်ခတ်ခွန်3ည5ခွန်ကဒီမှာ50ဆိုပြီးဆင်းပေးပါတယ်ဟုတ်ပြီနော်နောက်တွင်ဆက်သွားမယ်ဒီ9ရဲ့ဒီ3ညရဲ့နှလုံးပေါင်းခြင်းဒီ9ပါဝါ3ည5နှစ်ခတ်3 5 3ည3ကဒီမှာ3တစ်လုံးလာပေးပါဒီမှာလောလောဆယ်ထိပ်စီးတွေကြီးပေးတာနော်အဲ့တော့ဒီ3ညရဲ့ဒီ6ရဲ့နှလုံးပေါင်းခြင်းဒီ6ရဲ့ပါဝါ1 6နှစ်ခတ်9 6တက်9ဒီမှာ1အပိတ်လာပေးတယ်အခုမှပဲအပိတ်လာပေးတယ်ဟုတ်ပြီနော်အဲ့တော့ဆက်သွားမယ်ဒီ6ရဲ့ဒီ1ရဲ့နှလုံးပေါင်းခြင်းဒီခွန်ပါဝါ2ခွန်နှစ်ခတ်ဒီ3ညခွန်နဲ့3ညကီးရဲ့ဒီမှာ2တစ်လုံးပေးတယ်အဲ့တော့မနက်ဖြန်အတွက်ဆိုရင်ねဒီ1နဲ့ဒီ2နဲ့နှလုံးပေါင်းခြင်းဒီ3ပါဝါဒီ8 3နှစ်ခတ်ဒီ9အဲ့ဒါကကီးနော်အဲ့ဒါကကီးအဲ့တော့ကျွန်တော်တို့တစ်ချက်ကြည့်ကြရအောင်ဆိုတော့ဒီမှာကြည့်လို့မရဘူးเนาะသူကီးနဲ့တော့ဒီကောင်ကထိပ်စီးဆိုင်ဒီမှာနှစ်ခွန်လေးထိပ်ကိုဒီဘက်ကခွန်နဲ့3ညနဲ့ညှိတယ်เนาะနှစ်ခွန်လေးနဲ့ခွန်နဲ့3ညနဲ့ဒီမှာ4နှစ်လို့ထွက်တယ်3ည5ခွန်နဲ့6တက်ကိုနဲ့ဒီမှာမညှိဘူးအဲ့တော့ဒီမှာ385ကီး164ထိပ်စီးရှိမယ်385ကီးရှိမယ်ဟုတ်ပြီเนาะဒါလေးကကီးဆိုင်လေးတစ်ခုပြီးကျွန်တော်ပရိလိုင်းကျွန်တော်ပြမယ်ပရိလိုင်းကိုလည်းကျွန်တော်နှစ်ဆိုင်ပြမယ်ဟုတ်ပြီเนาะကျွန်တော်ဒီ channel မှာ like လွှင့်ဖို့ချိန်နောက်ကျသွားလို့ပါเนาะအဲ့ဒါကြောင့်မို့เนาะကဲအဲ့တော့ကျွန်တော်ပရိလိုင်းလေးတစ်ချက်သွားကြရအောင်ပရိလိုင်းကဘယ်လိုသွားမလဲဆိုတော့ဒီ3ရဲ့ဒီခွန်ရဲ့ဒီခွန်ရဲ့3လုံးပေါင်းရင်ဒီခွန်ရဲ့ပါဝါ2ခွန်ရဲ့နှစ်ခတ်3ညခွန်နဲ့3ညပရိကဒီမှာ2ပရိစင်းတယ်ဒီ4ရဲ့ဒီ5ရဲ့ဒီ6ရဲ့4 5 6 3လုံးပေါင်းရင်ဒီ5ပါဝါ3ည5နှစ်ခတ်3 5 3ည3ပရိကဒီမှာ5ပရိစင်းတယ်ဒီခွန်ရဲ့ဒီ9ရဲ့ဒီ4ရဲ့ခွန်နဲ့9နဲ့ပေါင်းတော့2 4နဲ့ပေါင်းတော့6ရဲ့ပါဝါ1 6နှစ်ခတ်9ဒါကပရိလိုင်းနော်6တက်9ပရိဒီကြုံဒီမှာ9ပရိပေးတယ်ဒီ9ရဲ့ဒီ3ညရဲ့ဒီ9ရဲ့9 3ည9 3လုံးပေါင်းခြင်းဒီ9ပါဝါ3ည9နှစ်ခတ်3 9 3ည3ဒီကြုံဒီမှာ9ပြိတ်ပေးတယ်4နှစ်3 5 4နှစ်3 5ဟုတ်ပြီနော်ကျွန်တော်အမြန်လေးပဲရေးလိုက်တာအဲ့တော့နောက်တစ်ခါဆက်သွားမယ်ဒီ3ရဲ့ဒီ6ရဲ့နှလုံးပေါင်းခြင်းဒီ9ဒီ9နဲ့ပေါင်းတော့6ရဲ့ပါဝါ1 6နှစ်ခတ်ဒီ9 6တက်9ပြိတ်ဒီမှာ6ပြိတ်ဆင်းခဲ့တယ်ဟုတ်ပြီနော်အဲ့တော့မနက်ဖြန်တော့ကျွန်တော်သွားမယ်ဆိုရင်ဒီ4နဲ့ဒီ1နဲ့နှလုံးပေါင်းရင်ဒီ9ဒီ9နဲ့ပေါင်းတော့ပါရမလဲ3ညရမယ်3ညပါဝါ9 3ညနှစ်ခတ်ခွန်အဲ့တော့3ည5ခွန် break ဒါလေးကတစ်ဆိုင်ဟုတ်ပြီနော်
အဲ့ break line လေးကတစ်ဆိုင်ရှိမယ်ပြီးရင်ကျွန်တော်နောက်ထပ် break side လေးတစ်ဆိုင်ကျွန်တော်ထပ်ပြမယ်နော်နောက်ထပ် break side တွေကဒီ3ညရဲ့ဒီခွန်ရဲ့ဒီ9ရဲ့3ညခွန်ကနှလုံးပေါင်းခြင်းဒီ2ရဲ့ပါဝါဒီခွန်2ခွန် break ဒီမှာ2 break ကြာတယ်ဟုတ်ပြီနော်ပြီးမှကျွန်တော်ထပ်ရှင်းပြမယ်ဒီ8ရဲ့ဒီ9ရဲ့ဒီခွန်ရဲ့8 9ခွန်3လုံးပေါင်းခြင်းဒီ3ညပါဝါ9 3ည9 break ကဒီမှာ9 break ဆင်းတယ်ဒီ9ရဲ့ဒီ9ရဲ့ဒီ9ရဲ့9 9 9 3လုံးပေါင်းခြင်းဒီ9ပါဝါ4 9 break ကဒီမှာ36ဆိုပြီး9 break ပေးတယ်ဒီခွန်ရဲ့ဒီ3ညရဲ့ဒီ8ရဲ့ခွန်3ည8 3လုံးပေါင်းခြင်းဒီ9ပါဝါ3ည9 3ည break ကဒီမှာ4တစ်ဆိုပြီး9 break ပေးတယ်ဟုတ်ပြီနော်အဲ့တော့ဒီ9ရဲ့ဒီ6ရဲ့ဒီ1ရဲ့9နဲ့6နဲ့ပေါင်းတော့9 1နဲ့ပေါင်းတော့6ရဲ့ပါဝါဒီ1 6 break ကဒီမှာ6 break ပေးတယ်အဲ့တော့မနက်ဖြန်ဆိုရင်ဒီ8နဲ့1နဲ့ပေါင်းတော့9ဒီ3နဲ့ပေါင်းတော့2ရဲ့ပါဝါဒီခွန်အဲ့တော့မနက်ဖြန်ဒီ2ခွန် break side ဆက်ရတယ်ဒီဘက်မှာက3ည5ခွန် break side ဒီဘက်မှာက2ခွန် break side အဲ့ဒါလေးကိုကျွန်တော်ပြန်ရှင်းပြပေးမယ်နော်ရှင်းပြီးပြပေးမှာပေါ့နော်တော့တစ်ချက်ကြည့်ကြအောင်ဒီဘက်မှာကခွန်နဲ့3ည break ဒီဘက်မှာ2ခွန် break ဘုံတူတဲ့2 break ကဒီမှာ2 break ချပေးတယ်ဒီဘက်မှာ9 3ည3 break ဒီဘက်မှာ3ည5 8 break 5 break ဘုံတူတာဒီမှာ5 break ချပေးတယ်ဒီမှာ6 1 9 break ဒီမှာ9 4 break 9 break ဘုံတူတော့ဒီမှာ3 6 9 break ချပေးတယ်ဒီမှာ9 3ည3 break ဒီမှာ9 3ည break 5 break ဘုံတူလို့ဒီမှာ4 1ဘုံတူ5 break ချပေးတယ်ဒီဘက်မှာ6 1 9 break ဒီဘက်မှာက6 1 break ဘုံတူ6 break ဒီမှာ4နဲ့ဆိုပြီးဘုံတူ6 break ချပေးတယ်အဲ့တော့မနက်ဖြန်ဆိုကျွန်တော်ဒီဘက်မှာက2ခွန် break ဒီဘက်မှာက9 3ညခွန် break အဲ့တော့မနက်ဖြန်ကဘုံတူ break ဆိုရင်ခွန် break ဘုံတူပေါ့ဟုတ်ပြီနော်အဲ့တော့အဲ့ဒါကိုကျွန်တော်ခုနကဏ္ဍလေးထုတ်ထားတာရှိတယ်နော်ကဏ္ဍလေးထုတ်ထားတာရှိတယ်အဲ့တော့မနက်ပိုင်းအတွက်ဆိုရင်ကျွန်တော်ဒီမှာထုတ်ထားတယ်9 3ညခွန် break ကိုဒီခွန် break ကတော့ main နော်ခွန် break ဒီ main ပရမတ်တစ်ဆက်ရတာ2 8 2 3ခွန်8ခွန်3 9 3ည break ညိတယ်အဲ့တော့ဒီ164ထိပ်စီးနဲ့3ရှင်နာကီမှာကျွန်တော် break နဲ့ညိတာဆိုရင်4 3နဲ့4 8ပဲရှိမယ်ဟုတ်ပြီနော်4 3နဲ့4 8ရှိပြီးတော့ကျွန်တော်ဒီ164ထိပ်စီးစက်မှန်ခဲ့လို့ရှိရင်9 3ညခွန် break ဆိုရင်16တကွက်ထပ်တော့1နဲ့ခွန် break ဆိုရင်1661နော်4နဲ့ခွန် break ဆိုရင်343ကျွန်တော်ခွန် break တစ်ခုပဲဒီထိပ်စီးကိုခွန် break တစ်ခုနဲ့ပဲဖန်လိုက်တော့အဲ့တော့မနက်ဖြန်မနက်ပိုင်းကို2 8 2 3ခွန်8ခွန်3 4 3 4 8 16ဒါဒီမနက်ပိုင်းတော့ထိုးဖို့နော်အဲ့တော့ပြောမိတ်ဆွေတွေကခွန် break ကျွန်တော်တို့ခုဘုံတူကျွန်တော်ခုနကကျွန်တော်ရှင်းပြလို့ဒါခွန် break ဘုံတူဖြစ်တော့ဒီခွန် break ကိုပဲကျွန်တော်ပို့ကြိုက်တယ်ဟုတ်ပြီနော်အဲ့တော့ပြီးရင်ဒါကနေလိုက်ပါနော်ဒီနေ့ပို့တူးနေ့တို့ပဲဂျာသပတေးနေ့မှာလည်းတကွက်ကောင်းနဲ့အောင်မြင်ကြပါဒါကတော့နေလိုက်ပါနေကုန်လုံးမှန်ရ3ညတစ်လုံးနေကုန်ပတိရ38ဂီးခွေရ9 3ည4 9နေကုန်ထိုးခွက်ဒီ3 5 30 3 4 3 9ရှင်းနေဆိုရင်8 5 80 8 4 8 9အဲ့ထဲမှာ3 4 3 9နဲ့8 4 8 9ကျွန်တော်ကြိုက်တယ်ဟုတ်ပြီနော်အဲ့တော့နေကုန် break ဆိုရင်3ည1ခွန်8 break ဒီမှာလဲခွန် break ပါလာတယ်အဲ့တော့မနေ့ကကျွန်တော်ကြိုက်ဆုံးဒီ break နှလုံး3ည break နဲ့ခွန် break ကိုပူကြိုက်တယ်အဲ့တော့ဒီပါမယောမှာဆိုရင်တော့3 1 3ခွန်3 4ဒူမယောမှာဆိုရင်8 4 8 9 8ခွန်ဟုတ်ပြီနော်အဲ့တော့နေကုန်နှစ်ကွက်ကောင်းဆိုရင်3ည3နဲ့3ည8နေကုန်တစ်ကွက်ကောင်းဆိုတော့8 6ယူထားပါတယ်8 6ပေးထားတယ်ပေါ့နော်အဲ့တော့ကြာသာပတိတောက်ကြမှာပတ်သီးသမားရဲ့1 3ညပတ်သီးတတိထားကြံ4ချိန်မှာပြန်ကြတဲ့အပူတတိထားလာပါလိမ့်ဟုတ်ပြီ sorry ညီကိုရှိဦးမယ်နော်ဘယ်ကောင်ပေးမလဲတော့မသိဒီ3ခုတည်းကတစ်ခုတော့လာလိမ့်မယ်ကျွန်တော်အကြိုက်ဆုံးဒီဟဲ့ဒီပြန်ကြရင်ညီကိုရဲ့ပူကြိုက်ပါတယ်နော်အပူကိုကျွန်တော်လည်းလက်လျှော့ခြင်းတယ်ပြန်ကြတဲ့ညီကိုကျွန်တော်ပူကြိုက်တယ်ပြီးတော့နောက်ထပ်တစ်ခုရှိတာဘာလဲဆိုတော့ဒီမှာ4နှလုံးအထက်တန်းခြင်းကြောင့်4 9 break တစ်စုံလည်းရှိတယ်သူကတော့ချက်ချင်းပေးမလားတော့ကျွန်တော်လည်းမပြောတတ်ဘူးเนาะကဲအဲ့တော့အားလုံးအောင်မြင်ကြပါစေလို့เนาะဒါကတော့မနက်ဖြန်နေလိုက်ပါဟုတ်ပြီเนาะဒါကမနက်ဖြန်နေလိုက်ပါနေဆိုရင် screenshot ရိုက်ချင်တယ်ဆိုရိုက်ထားလို့ရတယ်ဒါကတော့မနက်ဖြန်မနက်ပိုင်းတော့တည်တံ့ထိုးဖို့ပါဟုတ်ပြီเนาะကဲအဲ့တော့အားလုံးကျေးဇူးပါဗျ